Indian wedding တခုမှာသူတို့သားတူကခန်းခန်းနားနားနဲ့ royal look အပြည့်ကိုရအောင်လို့မင်္ဂလာဆောင်လို့မင်းဟင်းဆိုလို့ရှိရင်လိုအပ်တာတွေက royal look တွေနဲ့အပြည့်ခန်းနာပြည့်စုံနေဖို့လိုအပ်ပါတယ်။အဲ့ဒီမှာကိုရွေးချယ်ထားတဲ့ wig က royal look လား Indo Western look လားရွေးချယ်ပြီးသွားတယ်ဆိုလို့ရှိရင် royal look အတွက်သူတို့တပည့်မှာ 100% perfect ဖြစ်နေဖို့လိုအပ်တယ်လို့သူတို့သားလည်း 100% perfect ဖြစ်နေဖို့လိုအပ်ပါတယ်ရှင်။ငါယောက်ျားလေးပဲဒါတွေမလိုပါဘူးငါမဝရဲပါဘူး royal look မှာအဲ့ဒါတွေသွားလို့မရပါဘူးမသူ့ဟာနဲ့သူယောက်ျားလေးအတွက်ဖြစ်တဲ့တင်မျှထားတဲ့အုတ်ထုပ်လိုတဲ့အတေးဆွဲကြိုးလိုအပ်တယ်အုတ်ထုပ်မှာတွဲတဲ့ jewelry လေးတွေလိုအပ်တယ်ဖက်နက်လိုအပ်တယ်ပဝါလိုအပ်တယ် royal look အတွက်ပြောတာပေါ့နော်တင့်ရောညီအောင်သူတို့သမီးနဲ့လိုက်ဖက်အောင်ကိုယ့်ရဲ့အစီအစဉ်ကြအောင် theme နဲ့ကွက်တီဖြစ်အောင်လိုအပ်ပါတယ်ရှင်အဲ့ဒီလိုပဲ Indo Western မှာလည်း Indo Western မှာဘာဝတ်ကဒါပေမဲ့ Indo Western မှာ royal look နဲ့တွားညီအောင်မဝတ်လို့မရဘူးပေါ့နော် Indian wedding တခုခန်းခန်းနာနာဖြစ်ဖို့ perfect လို့ရဖို့သူတို့သားရောသူတို့သမီးရောလိုက်ဖက်ညီနေဖို့ကိုဝတ်ထားတဲ့အဝတ်စားနဲ့ကိုဝတ်ထားတဲ့ jewelry တွေနဲ့တင့်ရောညီနေအောင်ကျမတို့Divaကနေပြီးတော့အစအဆုံး one stop service လေးရှိနေပါတယ်ရှင်အဲ့ဒီအပြင်မှာမှသူတို့သားတအုပ်ကဘာကိုဝတ်တင်လဲဘာကိုမဝတ်တင်လဲဘယ်လောက်ဝတ်တင်လဲအစရာတိုင်မင်းဆွေးနွေးပေးနေပါတယ်ရှင်သူတို့သားများအတွက်တစ်ခေါက်လောက်လာခဲ့ပါလို့ welcome လုပ်ပါတယ် thank you so much ပါ